ဒါဆိုရင်သားစိတ်ကရီစားဟာလာကြောက်စရာမကောင်းဘူးနော်အဲ့လူနဲ့ပြန်ဆုံးရတော့ကြောက်နေမှာမဟုတ်ဘူးရီစားအောင်ဆိုဘယ်တော့ထားလို့ရတယ်အခုတော့ခိုင်းနေရကြတော့ဘယ်တော့ထားလို့မလဲပါနဲ့တမီးရဲ့ဒေါက်တာနာအောင်လုပ်ပါဦးနားတဲ့သွားလေးကိုမနာအောင်တက်တာအောင်လုပ်ပေးမှာနော်ဟုတ်ပါတယ်ဒေါက်တာဒါပေမဲ့လုံးနေပါနဲ့တမီးရဲ့လူတွေကသွားစိတ်ကောင်းအောင်ကြောက်ကြရဲဆိုတာလေဝေဒနာပိုဆိုးမှရောက်လာကြလို့အဲ့ခါကျတော့ကုသရတာလည်းခက်ခဲတယ်ကုန်ကြစိတ်လည်းပိုများတာပေါ့သွားနာတာတိချင်းသွားအပေါက်ဖြစ်ချင်းနာလာခဲ့မယ်ဆိုလို့ရှိရင်ကုန်ကြစိတ်ကလည်းတက်တာမယ်မြန်စံလေးကုသလို့ပြီးတော့မှာနော်တမီးနော်ဒါဆိုရင်သားစိတ်ကရီစားဟာလာကြောက်စရာမကောင်းဘူးနော်ဒါတော့တမီးရဲ့သွားတိုင်းမမဟုတ်ဘဲနဲ့လေချလာချိန်လာပြီးတော့သွားစိတ်ကမှချက်ကက်လုပ်မယ်ဆိုလို့ရှိရင်ကိုယ်သွားလေးတို့အလားစင်ပေးတဲ့တငယ်ချင်းကောင်းအောင်ဖြစ်နိုင်သေးတယ်နော်ဟုတ်ကဲ့ပါဒေါက်တာသွားကျမရင်းနဲ့ပတ်သက်ပြီးတော့တည်တည်မျိုးနောက်ဆိုလို့ရှိရင်သွားစိတ်ကလာဘူးကြောက်တော့ပါရှင်